အားလုံးပဲမင်္ဂလာပါဒီမှာဒီနေ့ရှင်းပြပေးခြင်းနဲ့သင်ခန်းစာလေးကတော့ auto serial နံပါတ်လေးကိုဘယ်လိုဖြစ်မလဲဆိုတာလေးပေါ့နော်ဒါဆိုရင်ညီမတို့က auto serial နံပါတ်ဖြစ်ခြင်းနဲ့ဆိုရင်အရင်ဆုံး serial နံပါတ်မှာ1 2နှစ်ခွက်တိုင်းထည့်လိုက်ပါမယ်နှစ်ခွက်လေးကိုဆက်လက်မှတ်ပြီးတော့ဒီဘက်ဘေးမှာအပေါင်းလက္ခဏာလေးပေါ်နေတာကိုဆွဲချလိုက်ပြီးဆိုလို့ရှိရင်ဒီ auto ပေးမယ်နံပါတ်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ညီမတို့ကဒီမှာ data တစ်ခုခု error ရှိလို့ဒါလေးကိုဖျက်လိုက်တယ်ဆိုလို့ရှိရင်ဒီ serial နံပါတ်တွေက auto သွားပြောင်းမှာမဟုတ်ဘူးပေါ့နော်။ဒီလိုမျိုးအခြေအနေကိုဖြည့်ရှင်းဖို့အတွက်ဆိုရင်တော့ညီမတို့က function လေးတစ်ခုကိုသုံးပြပေးပါမယ်ရှင်။ဒါဆိုအဲ့ function လေးနာမည်ကတော့ညီမတို့က row ဆိုတဲ့ function လေးကိုသုံးလိုက်ပါမယ်ရှင်။ခွင်းစားခွင်းပိတ်လေးလုပ်မယ်ပေါ့နော်ပြီးရင် enter လေးခောက်လိုက်မယ်အဲ့မှာ auto နံပါတ်2ဆိုတာကြာနေလေပါလိမ့်မယ်ဒါပေမဲ့ညီမတို့ကအပေါ်မှာ serial နံပါတ်ဒီတကွက်စာရှိရဲ့အတွက်ကြောင့်မလို့ညီမတို့ကခုနကတော့ function ရဲ့အနောက်မှာ -1 ပေါ့နော်တကယ်လို့အပေါ်မှာ2ခွက်ရှိဆိုတာလေးရေးပြီးတော့ enter လေးခောက်လိုက်မှာဖြစ်ပါတယ်ပြီးရင်ခုနလိုမျိုးပဲ select မှတ်ပြီးလို့ရှိရင်ဒီဘက်ဘေးမှာအပေါင်းလေးပေါ်လာတဲ့အထိကိုညီမတို့ကဆွဲချပေးမယ်ဒါဆိုရင် auto serial နံပါတ်လေးကိုတွေ့ရမှာဖြစ်ပြီးတော့ခုနလိုမျိုး error ပေါ့နော်ညီမတို့ကဒီ array data တစ်ခုကိုဖျက်လိုက်တယ်ဆိုလို့ရှိရင်လေserial နံပါတ်က auto ချိန်သွားမှာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်